အိမ်ထဲကိုပြန်ဝင်လာတဲ့ကိုတင်ထွန်းကမက်စိန်ကြီးကိုခေါင်းရမ်းပြလိုက်တယ်။မရှိတော့ဘူးမက်စိန်ကြီးထွက်သွားပါပြီစိတ်မပူနဲ့တော့ပြန်လာအောင်မလားမသိဘူး။ကိုငိမ့်ဖေနဲ့အမမက်စိန်ကြီးကိုကျွန်တော်တခုတောင်းဆိုခြင်းနဲ့မက်စိန်ကြီးကိုလင်မယားနှစ်ယောက်လုံးကကိုတင်ထွန်းရဲ့စကားကိုနားဆွင့်နေကြတယ်။ဒီမွေးရဲ့ကိစ္စကိုလှည့်ဝက်ပေးထားပါဗျာ။ဘသူ့ကိုမှမပြောပါနဲ့။ကျွန်တော်တောင်းပန်ပါတယ်။ဂတိပေးကြပါဗျာ။ဘာဖြစ်လို့တော့တင်ထွန်းရဲ့ကျွန်တော်အခုချိန်မှာဘာမှမပြောနိုင်သေးဘူး။ကျွန်တော်သမီးလေးကိုငဲ့ညာပေးတဲ့အနေနဲ့နှုတ်ဆက်ပေးပါလို့ကျွန်တော်တောင်းပန်ပါတယ်။ကိုငိမ့်ဖေကကိုတင်ထွန်းကိုစိုက်ကြည့်နေရင်တစုံတစ်ခုကိုခန်းစားမိတယ်လို့ဖြစ်နေတာကြောင့်ခေါင်းငိမ့်ပြလိုက်တယ်။စိန်ကြီးငါတို့ဂတိပေးလိုက်ကြရအောင်။ငါလည်းတွေးနေတာဒီကလေးကတာမန်ကလေးမဟုတ်ဘူး။ငါတို့ဒီကိစ္စကိုမရှိခဲ့ဘူးတလို့ပဲနေလိုက်ကြရအောင်။ဘသူမှမပြောပါဘူးတော့။မတော်လို့မွေးရသူ့အကြောင်းပြောလို့ကျုပ်စီကိုလာမှကြောက်တယ်တော့။ဂတိပေးတယ်တင်ထွန်းကိုတင်ထွန်းကလည်းတပ်ပြင်းလေးအသာချလိုက်ပြီးတော့ခလေးငယ်ကိုပွေ့ချီလိုက်တယ်။မြသင်းတွေကအမှန်ပဲထူးခြားတဲ့သူလို့ဆိုရပါမယ်။တီးတက်ဆအရွယ်ကလေးကအသားငါလုံးဝမစားညီနဲ့နန်နဲ့ဆိုတာလည်းပြောတတ်စမြင်။မြသင်းတွေအကြိုက်ဆုံးကနွားနုရွာမှာနွားစားနွားမွေးထားတဲ့အိမ်ကသူမရဲ့အိမ်လိုတောင်ဆိုလို့ရတယ်။မနက်တိုင်းလိုထမင်းကြိုက်လေးဆွဲပြီးတော့နွားနုသွားတောင်းတတ်တယ်။ရွာကန်တွေကလည်းမြသင်းတွေဆိုရင်ချစ်ခင်ကြတာကြောင့်ပတ်စံပေးရင်မယူကြပါဘူး။မြသင်းတွေအများဆုံးသွားတောင်းတတ်တဲ့အိမ်ကကိုရွှေရိုးတို့ရဲ့အိမ်ပဲဖြစ်တယ်။ကိုရွှေရိုးတို့မိသားစုကမိဘမဲ့နေရှာတဲ့မြသင်းတွေကိုအချစ်ပိုးခဲ့တာ။ဆွေမတော်မျိုးမတော်ပေမဲ့အမျိုးရင်းကဲ့သို့ချစ်ခင်ရှာတယ်။မြသင်းတွေလာရင်လှုပ်လက်စားလှုပ်တွေကိုထားခဲ့ပြီးတော့နွားနုညှစ်ပေးတတ်တယ်။မြသင်းတွေကလည်းရလာတဲ့နွားနုကိုအိမ်ကိုပြန်ယူလာပြီးတော့နွားနုအစိမ်းကိုအိမ်ကောင်းရင်းမှာတဝက်တိတိမြေပေါ်ကိုလောင်းချတတ်တယ်။မေမေအတွက်သုံးဆောင်တော်မူပါ။အဲ့လိုနှုတ်ကနေရေရွတ်ပြောဆိုတတ်တယ်။ကိုတင်ထွန်းကမသိချင်အောင်ဟန်ဆောင်ပေးလိုက်တယ်။မြသင်းတွေရဲ့အရေးချီကိုတော့မျက်ခြေပြတ်မခံခဲ့ပါဘူး။မြသင်းတွေကအခုအသက်16နှစ်ကိုရောက်ရှိလာခဲ့ပြီ။တစုံတရာထူးခြားချက်ကတော့မရှိသေးပါဘူး။မနက်တိုင်းနွားနုကိုမြေပေါ်ကိုလောင်းချတတ်တာလွဲပြီးတော့တာမန်လူသားအတိုင်းပဲနေထိုင်ပြုမှုနေ။ဒါပေမဲ့မြသင်းတွေရဲ့ရုပ်အစင်ဟာကိုတင်ထွန်းနဲ့မအေးလာတို့နဲ့လုံးလုံးမနီးစပ်ဘူး။အသားရည်ဖြူဝင်းမွနေပြီးတော့မျက်လုံးမျက်ဖန်အလွန်လှတယ်။ချောမောလာပါတဲ့ရုပ်ရည်ကြောင့်လေဒီအိမ်တန်းရွာမှာမြသင်းတွေကအလွန်ထင်ပေါ်နေတာ။ရှီလျားနှက်မောင်နဲ့စံကီတာကလည်းဆွဲဆောင်မှုရှိနေခဲ့တယ်။အပြူပြန်းလေးဖြစ်လာတော့မယ်သူမကကာလာသားတွေကြားမှာရေပန်းစားလာတယ်။မြသင်းတွေကငယ်စဉ်ကလေးကတဘာဝတရားအလွန်လိုက်စားသူလေးဖြစ်ပါတယ်။ဥပုံးနေဆိုရင်သူမဘာလုံးမှမလုပ်တော့ရွာဦးเจ้าကိုစွန့်ချက်ပြီးတော့ပို့တယ်။ဖျားစီဒီပထိုးတွေမှာတမျက်စီးလဲပန်းကတ်ရေကတ်အဲ့ဒါတွေကိုပြုတ်လောက်တာညနေပိုင်းမှာဥပုပ်တီလာစောင့်နာတွေကိုလှုပ်ဆောင်နေစကားပြောဆိုရမှလည်းဘယ်တော့မှကြမ်းတမ်းတဲ့စကားတွေကိုမပြောဆိုတတ်ဘူးဒါပေမဲ့သူမရဲ့အားနည်းချက်တစ်ခုရှိရဲ့ဒေါသအလွန်ကြီးတတ်ခြင်းပဲဖြစ်ပါတယ်ဒေါသကိုသူမထိန်းချုပ်ရမယ်လို့တတိရှိပေမဲ့လည်းတခါတရံမှာဒေါသမထိန်းနိုင်တဲ့အခါသူမရဲ့လက်တွေနဲ့စိတ်မိယုံနဲ့အဲရဲသူဟာအလွန်နာကျင်သွားတတ်တယ်တာမန်ရိုးရိုးနာကျင်ခြင်းတော့မဟုတ်ပါဘူးမြသင်းတွေကဆွဲစိတ်ချင်းရိုက်ပုတ်ချင်းခံရရင်အညိုကွက်ကြီးဖြစ်နေဆွဲကြံရစ်ပြီးတော့တပတ်စေရဲ့ခံနာကျင်နေတတ်တယ်။အဲဒီလိုခံစားရသူတွေကမြသင်းတွေကိုရွာသူဆုံးမလို့ပြောဆိုကြတော့